ကိုကတော့အောင်မြင်ခြင်းနဲ့အောင်မြင်ခြင်းလို့ပဲပြောတာဘလို့အောင်မြင်အောင်ဘလို့မလုပ်မလဲအောင်မြင်ခြင်းနဲ့ဆိုတဲ့လူတရားဟာအကြချုပ်မှုတန်ကိုခံရမယ်အတွေးခေါ်တွေအားလုံးပြောင်းလဲရမယ်နောက်ကိုကပတ်ဝန်းကျင်ရဲ့တိုက်ခိုက်မှုရှိတယ်ဝေဖန်မှုရှိတယ်ဒီလမ်းတစ်လမ်းကိုကဖောက်တော့မယ်အရင်ဆုံးစာလုံးစမှာရေလိုတိုက်ခိုက်ရရှိတယ်ဝေဖန်မှာရှိတယ်သုံးသက်တာနောက်ဆုံးကိုမိသားစုရဲ့ဘဝရဲ့ဖင်ရှင်ခြင်းကိုခံရတဲ့လူတွေရှိတယ်နော်အဲကြောင့်ဒီလမ်းကိုဖောက်တော့မယ်လူငယ်တွေကဖောက်တယ်အိမ်ကမခွင့်ပြုလို့တထေးခွင့်မပြုလို့ဆိုတာအများအကြောင်းပြချက်တွေများတာကြည့်အောင်မြင်သူတယောက်ဟာအကြောင်းကြားချက်တွေများပြီးတော့ဆင်ခြင်ပေးနေရမှာမြင်ဆက်ဆံလောက်ရမှာဖြစ်တယ်ငါဒီလမ်းကိုဖောက်ရအောင်မြင်နိုင်မလားကျွန်တော်တို့ဆိုဘယ်လိုလဲဒီလမ်းကိုဖောက်အောင်မြင်နိုင်မလားအဲ့ဒါကိုခင်ပြီးတယ်နောက်ဆုံးမှဖြစ်လေဒီလမ်းကမှားတယ်မှန်တယ်ဆိုတာကိုရှောက်မှကိုအဆုံးကြီးမရှောက်မယ်လေမှားမှန်တယ်ဝေဘန်အောင်ကိုအဆုံးကြီးရှောက်မယ်ငါမအောင်မြင်လဲဘာဖြစ်လဲမှားပြီဆိုရင်မှားတယ်ဒီလမ်းကိုရှောက်သွားမှားပြီဆိုရင်မှားတဲ့နေရာမှာတိတိတော့ပြန်ပွေးလာပါလေဒီအခုလမ်းတစ်ခါရှိတယ်ပေါ့ဘယ်လမ်းကိုသွားမှမသိဘူးအလူတူရပါနော်အဲ့ကျွန်တော်တို့ကမှန်သွားမယ်ဒီလမ်းဟိုလူပောင်ဝင်ခြင်းလည်းမရှိလူလည်းမရှိဘူးဒီလမ်းကမှန်သွားမယ်ဆိုညာဘက်ကလမ်းကိုသွားလိုက်တယ်ဒါပေမဲ့အဘက်ကညာမဟုတ်ဘယ်ဘက်ကလမ်းမှာမျိုးရှိတယ်ညာဘက်ကလမ်းဘာမှမရှိဘူးဒါကြအဆုံးလဲတနားကြီးရှောက်လဲလိုတဲ့ခေရုံမရဘူးနှစ်နာရီရှောက်လို့မရတော့ကျွန်တော်တို့ပါလမ်းတိတဲ့အချိန်မှာပြန်ပွင့်လာတယ်ဒီလိုပဲကိုစီဝိုင်းတစ်ခုနေတယ်ရောက်လာတဲ့အချိန်မှာလမ်းကိုလမ်းမပြီးဆိုတိတိနဲ့ပြန်ပွင့်လာမှာ16တော့သူကမိုက်တဲ့လူပေါ့နော်အဲဒါလည်းကျွန်တော်တို့ကလူငယ်တွေကနောင်တရရှိတယ်စိုးခဲ့တာရှိတယ်ဒါပေမဲ့မိုက်ခဲ့တာရှိတယ်အဲ့ဒီအမားကိုတိတဲ့နေရာမှာပြန်ပွင့်ဘူးဆိုတာလူငယ်တွေတော့ရအခက်ဆုံးနေရာဖြစ်ပါတယ်ဟုတ်အဲ့ဒါပြန်လူမျိုး20ကျော်တယ်နော်20ကျော်တွေကကိုလည်းသင်ကျင်ရမယ်အသွားလာအမျိုးတိုင်းသင်ကျင်ရမယ်နောက်ပြီးတော့နောက်တစ်ခုကတော့အတွေးခေါ်ပေါ့အတွေးခေါ်စာများဖတ်အဲ့ဒါတော့ကိုကအောင်မြင်သူတရားဖြစ်ချင်တော့စာများဖတ်မယ်ဘယ်လိုအခုဆိုရင် YouTube လို့ Facebook TikTok လို့မှာကြည့်အောင်မြင်တဲ့လူတွေကဘယ်လိုပြောလာလဲနားထောင်နေPD တွေဖြည့်ပြီးတော့ကိုယ်လည်းအောင်မြင်တဲ့လူတွေဖြစ်လာတယ်အဲဒါလို့အောင်မြင်တဲ့လူတွေဖြစ်ဖို့အတွက်ဆိုကျွန်တော်ကိုတုံးတက်ပြီးတော့ရေးချေမှာအောင်မြင်နိုင်ပါသေးကြောင်းကြောင်းနဲ့ဒီဗီဒီယိုအဆုံးတက်ပါလေအားလုံးပါမှန်